မင်္ဂလာပါမြောက်ကိုရီးယားနိုင်ငံဆိုတာကမ္ဘာပေါ်မှာတခြားဘယ်နိုင်ငံနဲ့မှမတူတဲ့ထူးခြားစမ်းကြဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံရဲ့အစိုးရမူဝါဒတွေလူနေမှုပုံစံတွေနဲ့အတွေ့အခေါ်တွေဟာကျွန်တော်တို့အတွက်အမြဲစိတ်ဝင်စားစရာဖြစ်နေပါတယ်ဒီဗီဒီယိုမှာတော့မြောက်ကိုရီးယားနိုင်ငံရဲ့တရားဝင်ဘာသာရေးမူဝါဒနဲ့သူတို့ရဲ့ကိုယ်ပိုင်အတွေ့အခေါ်ဖြစ်တဲ့ကျူချဲဝါဒကျူချဲ ideology အကြောင်းကိုဆွေးနွေးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဘာကြောင့်မြောက်ကိုရီးယားမှာဘာသာရေးလွတ်လပ်ခွင့်ကန့်သတ်ခံထားရတယ်လဲ။ကျူချဲဝါဒဆိုတာဘာလဲ။ဘယ်လိုပုံစံမျိုးနဲ့နိုင်ငံရဲ့အုပ်ချုပ်မှုနဲ့လူမှုဘဝကိုလွှမ်းမိုးထားလဲဆိုတာတွေကိုလေ့လာကြည့်ကြရအောင်ပါ။မြောက်ကိုရီးယားနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရဘာသာရေးလွတ်လပ်ခွင့်ရှိတယ်လို့ဖော်ပြထားပေမဲ့လက်တွေ့မှာတော့ဘာသာရေးကိုနိုင်ငံတော်ကတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးတရားဝင်အနေနဲ့ဘာသာရေးကိုးကွယ်မှုမရှိဘူးလို့သတ်မှတ်ထားပါတယ်။တကယ်တမ်းဆိုရရင်နိုင်ငံရဲ့တရားဝင်ဘာသာရေးလိုဖြစ်နေတာကတော့ကောင်းဆောင်ကြီး Kim Il-sung စတင်ခဲ့တဲ့ကျူချဲဝါဒကျူချဲ ideology ပဲဖြစ်ပါတယ်။မြောက်ကိုရီးယားမှာဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာဝင်အနည်းငယ်စီရှိပေမဲ့နိုင်ငံတော်က၎င်းတို့ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ပြီးနိုင်ငံတကာနဲ့ဆက်သွယ်ရေးဝါဒဖြန့်ချီရေးအတွက်သာအသုံးချတတ်ပါတယ်။ဘာသာရေးကိုလွတ်လပ်စွာကိုးကွယ်ခွင့်ဟာပြင်းပြင်းထန်ထန်ကန့်သတ်ခံထားရပြီးကျူချဲဝါဒကိုသာအဓိကထားပြီးတော့နိုင်ငံသူနိုင်ငံသားအတိုင်းလိုက်နာကျင့်သုံးစေပါတယ်။ကျူချဲဝါဒကျူချဲ ideology ဆိုတာဘာလဲကျူချဲဆိုတာကိုရီးယားစကားလုံးဖြစ်ပါတယ်မိမိကိုယ်ကိုမိခိုရက်တီချင်းမိမိကိုယ်ပိုင်မူဝါဒနဲ့အုပ်ချုပ်ခြင်းဒါမှမဟုတ်လွတ်လပ်စွာရက်တီနိုင်ခြင်းလို့အကြမ်းဖြင်းပါတာပြန်နိုင်ပါတယ်ဒီဝါဒကိုမြောက်ကိုရီးယားကိုတီထောင်သူ Kim Il-sung က1955ခုနှစ်မှာစတင်ဖော်ထုတ်ခဲ့ပြီးနောက်ပိုင်းမှာသူ့သားကင်ဂျုံအီကထပ်မံချဲ့ထွင်ခဲ့ပါတယ်။ကြီးချဲဝါဒဟာမူလကမတ်ဝါဒလီနင်ဝါဒကနေဆင့်သက်လာခဲ့ပေမဲ့နောက်ပိုင်းမှာကိုရီးယားရဲ့သမိုင်းကြောင်းယဉ်ကျေးမှုနဲ့ကိုယ်ပိုင်သီအိုလီအတွေ့အခေါ်တွေကိုပေါင်းစပ်ပြီးသီးခြားဝါဒတစ်ခုအဖြစ်ရပ်တည်လာခဲ့ပါတယ်။တချို့ဝေဖန်သူတွေကတော့ကျူချဲဝါဒကိုဘာသာရေးဆန်တဲ့ဝါဒအမျိုးသားရေးဝါဒဒါမှမဟုတ်ဖက်စစ်ဝါဒတစ်ခုအဖြစ်ဖော်ပြကြပါတယ်။ဘာကြောင့်လဲဆိုတော့သူကနိုင်ငံကောင်းဆောင်ကိုဖျားသခင်လိုကိုးကွယ်တဲ့ပုံစံမျိုးနဲ့ဆင်တူနေလို့ပါပဲ။ကျူချဲဝါဒရဲ့အဓိကအခြေခံမှု၃ရပ်ရှိပါတယ်။နိုင်ငံရေးစီးပွားရေးစစ်ရေးတို့ဖြစ်ပါတယ်။နံပါတ်၁နိုင်ငံရေးလွတ်လပ်ခွင့်ဘယ်နိုင်ငံဘယ်ပြင်ပအင်အားစုကိုမှမိခိုအားထားတာမရှိပဲမိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့နိုင်ငံတကာဆက်ဆံရေးမှာလည်းကိုယ်ပိုင်ရက်တီချက်နဲ့ရက်တီတာဖြစ်ပါတယ်။တခြားနိုင်ငံတွေနဲ့တန်းတူညီမျှစွာအပြန်အလှန်လေးစားမှုကိုအလေးထားတာဖြစ်ပါတယ်။နောက်နံပါတ်2စီးပွားရေးဖြစ်ပါတယ်။စီးပွားရေးကိုလည်းပဲကိုယ့်ဖာသာကိုလုံလောက်အောင်စူးစမ်းယူတာဖြစ်ပါတယ်။စီးပွားရေးအရာတခြားနိုင်ငံတွေရဲ့အကူအညီထောက်ပံ့မှုအပေါ်မမီခိုဘဲနဲ့မိမိကိုယ်ပိုင်အရင်းအမြစ်မိမိနိုင်ငံသားတွေရဲ့ကြိုးပမ်းအားထုတ်မှုနဲ့စီးပွားရေးကိုတည်ဆောက်တာဖြစ်ပါတယ်။စားနပ်ရိက္ခာကုန်ပစ္စည်းနဲ့စွမ်းအင်တွေကိုလည်းပဲမိမိကိုယ်တိုင်ပဲထုတ်လုပ်နိုင်အောင်အလေးထားပါတယ်။နောက်နံပါတ်3စစ်ရေးနိုင်ငံရဲ့ကာကွယ်ရေးအတွက်တခြားနိုင်ငံပြင်ပအင်အားစုတွေအပေါ်မမီခိုပဲမိမိကိုယ်ပိုင်စစ်ရေးအားနဲ့ကာကွယ်နိုင်စွမ်းရှိအောင်ကြိုးပမ်းတာဖြစ်ပါတယ်။ဒါဟာမြောက်ကိုရီးယားရဲ့စစ်တပ်ဦးစားပေးမူဝါဒကိုကြားကန်ပေးထားတာဖြစ်ပါတယ်။ကျူချဲဝါဒရဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကလူသားဗဟိုပြုတဒနာဖြစ်ပါတယ်။ကျူချဲဝါဒကလူသားကိုအရာရာရဲ့အဓိကအကြောင်းအရင်းစัจ java ရဲ့ဗဟိုလို့ရှုမြင်ပါတယ်။လူသားမှာလွတ်လပ်စွာဆုံးဖြတ်နိုင်စွမ်းတီထွင်ဖန်တီးနိုင်စွမ်းနဲ့အသိစိတ်တွေရှိတယ်လို့ယုံကြည်တာဖြစ်ပါတယ်။နောက်တစ်ချက်ကခေါင်းဆောင်ကိုကိုးကွယ်ခြင်းဖြစ်ပါတယ်။ကျူချဲဝါဒရဲ့အရေးအကြီးဆုံးကဏ္ဍတစ်ခုကတော့ကေမိသားစုခေါင်းဆောင်တွေအပေါ်လုံးဝသစ္စာစောင့်သိမှုကိုအလွန်အလေးထားတာဖြစ်ပါတယ်။ခေါင်းဆောင်ကိုဖျားသခင်လိုနိုင်ငံရဲ့ကံကြမ္မာကိုထိန်းချုပ်သူလိုမျိုးပုံဖော်ပြီးကိုးကွယ်စေပါတယ်။နိုင်ငံသူနိုင်ငံသားတိုင်းရဲ့
နေ့စဉ်ဘဝမှာခေါင်းဆောင်ရဲ့တွင်တင်ဆုံးမမှုတွေကိုအတိအကျလိုက်နာရပါတယ်နောက်တစ်ချက်ကအတွေ့အခေါ်ပိုင်းဆိုင်ရာဦးစားပေးမှုဖြစ်ပါတယ်လူသားရဲ့လှုပ်ဆောင်ချက်တွေမှာအတွေ့အခေါ်ပိုင်းဆိုင်ရာအသိစိတ်ကအဆုံးအဖြစ်ပေးတဲ့အခန်းကဏ္ဍကနေပါဝင်တယ်လို့ကျူချဲဝါဒကဆိုပါတယ်ဒါကြောင့်နိုင်ငံသူနိုင်ငံသားတွေရဲ့အတွေ့အခေါ်ကိုကျူချဲဝါဒအတိုင်းပုံသွင်းဖို့ဝါဒဖြန့်ချီဖို့အမြဲကြိုးပမ်းနေပါတယ်ဒါဆိုရင်ကျူချဲဝါဒဟာဘာသာရေးလားကျူချဲဝါဒကိုတရားဝင်အနေနဲ့ဘာသာရေးလို့သတ်မှတ်မထားပေမဲ့လို့သူ့ရဲ့လက္ခဏာရက်တွေဟာဘာသာရေးဆန်ပါတယ်ဘာကြောင့်ပါလဲကျူချဲဝါဒကနိုင်ငံကောင်းဆောင်ကိုအမြင့်မြတ်ဆုံးဘုရားသခင်နှီးပါကိုးကွယ်တဲ့ပုံစံမျိုးရှိပါတယ်၎င်းတို့ရဲ့ဘွေးရဲ့မြေတွေကိုမြင့်မြတ်တဲ့နေရာအဖြစ်သတ်မှတ်တာဖြစ်ပါတယ်၎င်းတို့ရဲ့ပုံရိပ်တွေကိုနေရာတိုင်းမှာတွေ့မြင်နိုင်တာစတာတွေကဘာသာရေးနဲ့ဆင်တူနေပါတယ်ဘာသာရေးတစ်ခုလိုပဲကျူချဲဝါဒကမြောက်ကိုရီးယားနိုင်ငံသားတွေရဲ့နေ့စဉ်ဘဝအတွေ့အခေါ်လုပ်ငန်းခွင်ပညာရေးအားလုံးကိုလွှမ်းမိုးထားပြီးလိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကိုချမှတ်ပေးထားပါတယ်နောက်တစ်ချက်ကသီးခြားလွတ်လပ်စွာရပ်တည်ရေးဖြစ်ပါတယ်ကျူချဲဝါဒဟာပြင်ပကမ္ဘာအပေါ်မယုံကြည်မှုတွေနဲ့ရန်လိုမှုတွေကိုမြင့်တင်ပြီးမြောက်ကိုရီးယားနိုင်ငံကိုကမ္ဘာကြီးနဲ့သီးခြားခွဲထုတ်ထားဖို့အမြဲလိုအားပေးပါတယ်ဒါကကိုယ်ပိုင်ယုံကြည်မှုစနစ်တစ်ခုကိုဖန်တီးထားတာနဲ့ဆင်တူပါတယ်ချုပ်ရရင်တော့မြောက်ကိုရီးယားနိုင်ငံရဲ့တရားဝင်ဘာသာရေးမူဝါဒဟာကျူချဲဝါဒဖြစ်ပြီးတော့ဘာသာရေးကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာဖြစ်ပါတယ်ကျူချဲဝါဒကိုသာနိုင်ငံသူနိုင်ငံသားအားလုံးလိုက်နာကျင့်သုံးစေပါတယ်ကျူချဲဝါဒဟာနိုင်ငံရေးစီးပွားရေးစီးရေးအရာမိမိဘာသာတီးခြားရက်တည်ရေးကိုအဓိကထားပြီးကင်မိသားစုခေါင်းဆောင်တွေအပေါ်အကျွမ်းမဲ့တစ္ဆာစောင့်သိမှုကိုတောင်းဆိုတဲ့ဝါဒဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ဘာသာရေးအခြေအနေနဲ့ပတ်သက်ပြီးသိရတဲ့အချက်လက်တွေကတော့မြောက်ကိုရီးယားမှာတရားဝင်ခွင့်ပြုထားတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း60ခန့်ရှိတယ်လို့သိရပါတယ်။ဒီကျောင်းတွေဟာများသောအားဖြင့်တော့ပျက်စီးသွားတဲ့သမိုင်းဝင်ဘုရားကျောင်းတွေကိုပြန်လည်မွမ်းမံထားတာမျိုးပဲဖြစ်ပါတယ်။တကယ်တော့ဒီဟာတွေဟာတင်ပကဧည့်သည်တွေအမြင်ကောင်းအောင်ပြသဖို့အတွက်အသုံးပြုထားတာဖြစ်ပါတယ်။ဒီကျောင်းတွေမှာဘာသာရေးလုပ်ငန်းတွေလောက်ကင်နေတဲ့ဘုန်းကြီးတွေရှိပေမဲ့လို့သူတို့ဟာအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးနိုင်ငံတကာကစောင့်ကြည့်နေသူတွေကတော့ဒီဘုန်းကြီးကျောင်းတွေဟာပြင်ပနိုင်ငံအမြင်လှအောင်ဗန်းပြဖို့အတွက်တာဖြစ်တယ်လို့မှတ်ယူကြပါတယ်။တကယ်ဘာသာရေးလွတ်လပ်ခွင့်နဲ့ကိုးကွယ်မှုစစ်ကိုတော့နိုင်ငံသူနိုင်ငံသားအများစုကခံစားခွင့်မရကြပါဘူး။ပြီးတော့မြောက်ကိုရီးယားမှာခရစ်ယာန်ဘာသာဝင်အနည်းငယ်ရှိပါတယ်။သူတို့ရဲ့အခြေအနေကတော့အလွန်အန္တရာယ်များပါတယ်။မြောက်ကိုရီးယားအစိုးရဟာခရစ်ယာန်ဘာသာကိုအနောက်နိုင်ငံတွေရဲ့ယဉ်ကျေးမှုထိုးဖောက်မှုအဖြစ်ရှုမြင်ပြီးတော့တင်းတင်းကြပ်ကြပ်ဖြစ်နေပါတယ်။ဘာသာရေးကျမ်းစာအုပ်တွေလက်ဝယ်တွေ့ရှိတာခရစ်ယာန်ဘာသာဝင်အချင်းချင်းစုဝေးကိုးဝယ်တာတွေကိုနိုင်ငံတော်ကပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးပါတယ်။ဖန်ဆီးခံရတာအကျဉ်းချခံရတာဒါမှမဟုတ်ကွပ်မျက်ခံရတာတွေဟာခရစ်ယာန်ဘာသာဝင်တွေအတွက်တော့မဆန်ဘူးလို့ဆိုရပါမယ်။သူသိသိကိုးကွယ်နေရသူတွေလည်းအများအပြားရှိတယ်လို့လည်းခန့်မှန်းရပါတယ်။နောက်တစ်ခုကရိုးရာနှက်ကိုးကွယ်မှုဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့တချို့ကျေးလက်ဒေသတွေမှာရိုးရာနှက်ကိုးကွယ်မှုတွေရှိနေတယ်လို့သိရပါတယ်။ကိုရီးယားရဲ့ရှေးအကြဆုံးဘာသာရေးပုံစံတွေထက်ကတစ်ခုဖြစ်တဲ့ရှာမန်ဟာမြောက်ကိုရီးယားမှာလည်းအနည်းငယ်ကြန့်ရှိနေပါသေးတယ်။ဒါပေမဲ့လို့အစိုးရကတရားဝင်ခွင့်ပြုထားတာမဟုတ်ပါဘူးရှာမန်နဲ့ပတ်သက်တဲ့ယုံကြည်မှုတွေအလေးအကျင့်တွေကိုလူမှုရေးအရာခင်းနောက်ကြတယ်လို့ယူဆပြီးတော့ဖိနှိပ်ထားပါတယ်တိုးတော်လည်းပဲတောရွာသေသားတွေမှာတော့လျှို့ဝှက်စွာနဲ့ကိုးကွယ်နေစေဖြစ်တယ်လို့သိရပါတယ်ခြုံပြောရရင်တော့မြောက်ကိုရီးယားနိုင်ငံမှာကျူချဲဝါဒဟာနိုင်ငံရဲ့အဓိကယုံကြည်မှုစနစ်ဖြစ်ပြီးအခြားဘာသာတရားတွေကိုတော့အစိုးရကတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပါတယ်။တရားဝင်ခွင့်ပြုထားတဲ့ဘာသာရေးအဖွဲ့အစည်းတွေဟာလည်းအစိုးရရဲ့ကြီးကြပ်မှုအောက်မှာသာရှိနေပြီးဘာသာရေးလွတ်လပ်ခွင့်ဆိုတာတကယ်ပဲနေပါလှပါတယ်ခင်ဗျာ။ကဲဒါဆိုရင်မြောက်ကိုရီးယားနိုင်ငံရဲ့တရားဝင်ဘာသာရေးမူဝါဒနဲ့ကျူချဲဝါဒအကြောင်းကိုတော်တော်လေးနားလည်သွားပြီလို့ထင်ပါတယ်။မြောက်ကိုရီးယားဟာဘာသာရေးလွတ်လပ်ခွင့်ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးကျူချဲဝါဒကိုပဲနိုင်ငံရဲ့အဓိကလမ်းညွှန်ချက်အဖြစ်ကျင့်သုံးနေတာကိုတွေ့ရပါတယ်။
ဒီလိုမူဝါဒတွေကြောင့်ပဲမြောက်ကိုရီးယားရဲ့လူနေမှုဘဝပုံစံနဲ့အတွေးခေါ်တွေဟာကမ္ဘာကအခြားနိုင်ငံတွေနဲ့မတူပဲထူးခြားနေရတာဖြစ်ပါတယ်ဒီဗီဒီယိုကနေဗဟုသုတအသစ်တွေရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ